ကောင်းပေါ်ဆင်းလာတဲ့ရှင်းနေဆိုသူကဥစ္စာပြေလက်မှတ်ပါတဲ့စာချုပ်ဟောင်းတစ်စောင်ထုတ်ပြလိုက်တဲ့အခါကိုပူးရဲ့ခြေတွေလက်တွေပါတုံသွားရတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကမြို့ပြမှာရှိနေတဲ့လေကွင်းပြင်ကြီးကအစိုးရစီမံကိန်းနဲ့ပါသွားလို့တိမ်မောင်းတောင်းစီတန်နေပြီဆိုတဲ့ရှင်းနေရဲ့စကားကိုထပ်ပြီးကြားလိုက်ရတဲ့အခါမှာတော့ဖေငါအိမ်မများမှတ်နေသလားလို့တွေးမိပြီးနောက်ဆက်တွဲဝင်လာတဲ့အတွေးများစွာတွေရောက်မှညရန်ဖြစ်ကြတဲ့မတင်ဆန်းရဲ့မျက်နှာငါမိမကတော့ကံကောင်းပြီဆိုတဲ့အတွေးနဲ့တူမျက်ရည်တွေဝဲလာရတယ်။သူဆိုင်ကားကိုအားကုန်နေပြီးမတင်ဆန်းစီအပြေးသွားတယ်။တင်ဆန်းနေချမ်းသာပြီဟာကိုပူကအမောတကောနဲ့ပြေးလာရင်စကားဆိုလိုက်တယ်။မတင်ဆန်းကတော့မျက်စိပြက်မျက်နှာပြက်နဲ့ရှင်မာရီလာယူနေရလေလူကြားထဲမှာရှက်စရာကြီးလို့ငေါလိုက်ပေမဲ့ကိုပူကရှင်းနေနဲ့ပြောခဲ့တဲ့စကားတွေနဲ့မြေစာကျုံနဲ့ပတ်သက်တဲ့အကြောင်းစုံကြားသိရတဲ့အခါမှာတော့ဈေးဖန်းတွေကစုံရဲ့စီလေးတွေကလက်ထက်ကနေလွှတ်ကျသွားပါတော့တယ်။ရအနေငယ်ကြောင်မှာတော့သူတို့လင်များရှင်းနေရုံကနေပြန်လာကြတယ်။မတင်ဆန်းရဲ့လက်ထဲမှာဆိုရပြီးရတဲ့ချက်လက်မဲ့အကြီးတစ်ဆောင်ပါလာတယ်။ကိုပူကတော့ဘေးကနေငြိမ်လေးလိုက်လာတယ်။ဒီအကလုံးကတော့ကိုပူတို့ကံပွင့်ပြီးစိုက်ကားနေစရာမလိုတော့ဘူးလို့ဝိုင်းပြောနေကြပြီမဲ့ကိုပူရဲ့စိတ်ထဲမှာတော့တမျိုးဖြစ်နေတယ်။ငါကအရက်သမားစိတ်ကားသမားအခုမိမကတတိဖြစ်သွားပြီငါ့ကိုထားခဲ့ရင်တော့ဘာမှပြောပိုင်ခွင့်မရှိဘူးဆိုတဲ့အတွေ့အကြုံသူ့ကိုတိမ်ငယ်ပြီးအားငယ်စေတယ်အိမ်ရောက်တော့မတင်ဆန်းကကိုပုကိုလှမ်းစီတယ်ကိုပုရှင့်ကိုစမပြောစရာရှိတယ်ကိုပုကခေါင်းငုတ်ထိုင်အေးပါတင်ဆန်းရငါသိပါတယ်နင်တို့တောင်းမိတွေကောင်းကောင်းမှုနေနိုင်ပြီဆိုငါဘာသာစိုက်ကားလေးနေပြီမတင်ဆန်းကစကားကိုစောအောင်မပြောခိုင်းမယ်ကိုပုရဲ့လက်ကျန်းကြီးကိုဆွဲကင်လိုက်တယ်မဟုတ်ဘူးကိုပုဒီဘက်ဆန်တွေကအဖေပေးခဲ့တာမှန်ပေမဲ့ကျမတို့အိမ်အောင်တက်တဲ့ရှောင်းဆင်းရဲတဲ့တံကိုအတူတူခါးစည်းခံခဲ့ရတာရှင်လည်းအသိပဲအခုကျမတို့မြို့ထဲမှာအိမ်ကောင်းကောင်းလေးတစ်လုံးဝယ်မယ်ရှင်လည်းဆိုင်ကားမနေရတော့ဘူးကျမတို့ကားလေး2စီးလောက်နဲ့ခီးသွားလုပ်ငန်းလေးစလုပ်ကြမယ်လေပြီးတော့မတင်ဆန်းစကားကိုဆက်ပြောတယ်ရှင်အရက်တော့ဖြတ်ရမယ်နော်ခလေးတွေရှင်မှာအဖေကောင်းပီတာအောင်လေးပါနော်လအနေငယ်ကြပြီနော်မြို့တိကတိုက်အိမ်လေးရဲ့အခန်းထဲမှာခလေး2ယောက်ကလွတ်လပ်ပေါ်ပါစွာစော့ဥစားနေကြတယ်ခြံထဲမှာတော့ကိုပူကသူ့ရင်ရစီးခဲ့တဲ့စိုက်ကားဟောင်းလေးကိုအမှန်တရားအဖြစ်ဆွေးတွေပြန်တော့ရင်အလှဆင်နေတယ်။ကိုပူတော်တော့လေနေဘူးထဲမှာချွေးတွေရွှဲနေပြီ။လာအထဲဝင်ခဲ့တော့ရှင်ကြိုက်တဲ့မုံရင်ကားလေးချက်ထားတယ်။ပြီးတော့ကျမရှင်ကိုပြောစရာရှိသေးတယ်။ကျမတို့အိမ်အရှိဘက်ခြံမှာဒေါ်မြရင်မုံရင်ကားရောင်းဖို့ဆိုင်ငန်းလေးတစ်ခန်းလုပ်ပေးမလို့လေ။သူ့ကိုတော့ပြောထားပြီးပါပြီ။အတော်ကြီးကတော့အားနာနေလေရဲ့။ဒါပေမဲ့ကျမပြောလိုက်ပါတယ်။အတော်ကြီးရဲ့ကျမတို့ခက်ခဲတော့အတော်ကြီးကူညီပေးခဲ့တာကြီးအတွက်ကျေးဇူးလည်းမမှစ်သလိုကျေးဇူးဆက်ခွင့်ပြုပါလို့ပြောလိုက်တယ်။သူလည်းစင်ပြေသွားတော့ဗောရှင်။အားလုံးရဲ့မျက်နှာတွေကကြည်လင်ဝင်းပါနေတယ်။ညတကောင်မှာဆူညံခဲ့တဲ့စိုက်ကားဖဲဒီတန်ဒီရေခွက်ကွဲတန်ဒီအစားအခုတော့သူတို့အိမ်လေးထဲမှာကလေးတွေရဲ့ရေမောတန်နဲ့အတူရွေးထွေးတဲ့စကားတန်တွေရတာပဲ့တင်တန်ထက်နေပါတော့တယ်။အဆုံးထိလိုက်ပါခန်းစားနာဆင်ပြီးခဲချတဲ့သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။